အားလုံးပဲမင်္ဂလာပါရှင်ဟန်ဒီလို3 season entertainment ရဲ့ creation of MV CM program နေပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်အခုတင်ဆက်ပြီးတော့မဲ့ CM program မှာဆိုရင်တေးရင်နောင်ရိုးတီကီရေးဆက်ထားပြီးတော့တေးတန်ရှင်မေစုတီဆိုထားတဲ့ဖုန်းလေးတစ်လုံးဆိုတဲ့တခြင်းလေးအကြောင်းကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ရှင်ဒီတခြင်းလေးထဲမှာကကောင်လေးလည်းမဟုတ်ဘူးကောင်လေးလို့ခေါ်မလားကောင်မလေးလည်းမဟုတ်ဘူးကောင်လေးလည်းမဟုတ်ကောင်မလေးလည်းမဟုတ်တယ်တုံပွိုင်းပေါ့နော်ရောက်ကရှာလေးပေါ့နော်အဲရောက်ကရှာလေးကကောင်မလေးရှိရပေါ့နော်ကောင်မလေးရှိရဲ့နိုင်ကိုသူကဖုန်းနဲ့ဇရာရှုပ်သေးတယ်ပေါ့နော်အဲ့ရှုံနေရဒါပေမဲ့သူကမလေးကလည်းသူစီရရှုပ်တာကိုလည်းသိရပေါ့နော်ချစ်လို့ပေါ့နော်ချစ်လို့သိရတဲ့ဒီဇလန်းတွေကိုခွင့်လွှတ်ပေးထားတယ်ပေါ့နော်ဒါပေမဲ့ဒီတုံပွိုင်းလေးဟာတော်တော်ဇလန်းရှုပ်တာပါအဲ့တော့ဘယ်လိုဇလန်းရှုပ်မလဲဆိုတာကိုဒီဖုန်းလေးတစ်လုံးဆိုတဲ့တခြင်းလေးထဲမှာကြည့်ရှုခံစားပြီးတော့နောက်ဆုံးမှာဘယ်လိုစသိမ်းတော့မလဲပေါ့နော်အဲ့တော့တခြင်းလေးထဲမှာပဲဟန်ဒီတို့အဖြေရှာကြည့်လိုက်ရအောင်နော်